အားလုံးပဲမင်္ဂလာပါရှင်ကျွန်မကတော့အာဟာရထူးထူးဆရာဝန်ဒေါက်တာမေဖူးစုံဖြစ်ပါတယ်ဒီနေ့မှာတော့ဒီအနန္တစင်တာဖောင်ဒေးရှင်းရဲ့ပတ်မိုးကူညီမှုနဲ့အထူးပေါ့နော်ကြောက်ကဆေးနေရတဲ့လူနာတွေမှာအာဟာရပိုင်းဆိုင်ရာကျန်းမာရေးဘူးစုတာတွေဝင်မြပေးသွားမယ်အစီအစဉ်လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ပုံမှန်ကြောက်ကဆေးနေရတဲ့လူနာတွေမှာဆိုလို့ရှိရင်အထူးသတိပြုပြီးစားရမယ်အစားအသောက်အုပ်စုနောက်ထပ်တစ်ခုရှိပါတယ်အဲ့ဒါကတော့ကျွန်မတို့ရေဓာတ်ပါဘာဖြစ်လို့လဲဆိုတော့ပုံမှန်ကြောက်ကဆေးရတဲ့လူနာတွေမှာပေါ့နော်တိတ်ဘက်ကိုအနည်းဆုံး2ကြိမ်ကနေ3ကြိမ်စသဖြင့်ဆေးနေရတဲ့လူနာတွေမှာဒီပြန်ပြီးတော့ရောက်လာတော့ဆေးတဲ့အချိန်မှာပေါ့နော်ကျွန်မတို့ weight တိုင်းလိုက်တယ်ကိုလေးချိန်ပြန်ချိန်လိုက်တဲ့အချိန်မှာကိုယ့်ရဲ့ရှင်ရင်းဆွဲကိုလေးချိန်ထက်အနည်းဆုံး3ပေါင်4ပေါင်ထက်ပိုမတက်သင့်ဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီကြောက်ကမဆေးတဲ့ရက်ပိုင်းအတွင်းမှာကိုစားတဲ့အစာအသောက်တွေတောက်တဲ့ရေတွေကပုံမှန်ထက်ပိုပြီးတော့များနေပြီဆိုလို့ရှိရင်ပုံမှန်ကိုလေးချိန်တက်နှုန်းထက်ပိုများနေပြီဆိုလို့ရှိရင်ကျမတို့ဒီခြေထောက်လက်တွေဖောရောင်တာနောက်တစ်ခါကျတော့မောပန်းတာအဆုတ်ထဲမှာရေဝင်တာတွေသွေးပေါင်တက်တာမျိုးတွေစတဲ့နောက်ဆက်တွဲပြဿနာတွေဖြစ်သွားနိုင်တဲ့အတွက်ကြောင့်မလို့တရက်တာကိုစားတဲ့အစာအသောက်ထဲမှာဆိုလို့ရှိရင်ရေဓာတ်ကိုလည်းထိန်းချုပ်ပြီးတော့တောက်ဖို့လိုပါတယ်ပုံမှန်အားဖြင့်တော့ကျမတို့ကြောက်ကပုံမှန်ဆေးနေရလူနာတယောက်အတွက်တော့ကြောက်ကဆရာဝန်အများစုထိန်းချုပ်ပြီးတောက်ခိုင်းတာတော့ရေကိုတရက်တာကို1လီတာပေါ့နော်1000 ml ထပ်ပို့ပြီးတော့မတောက်သင့်ဘူးဒါပေမဲ့ကိုယ့်ရဲ့စီးထွက်နှုန်းအားပုံမူတည်ပြီးတော့လဲလူနာတယောက်နဲ့တယောက်တရက်တာလိုအပ်တဲ့ရေပမာဏတောက်နိုင်တဲ့ရေပမာဏအပြောင်းလဲတော့ရှိကောင်းရှိနိုင်ပါတယ်အဲ့တော့ပုံမှန်အားဖြင့်တော့ကျမတို့ဒီလိုမျိုးတရက်ကို1လီတာထပ်ပို့မတောက်အောင်ဆိုတော့တချို့အစားအသောက်တွေစားရများလို့ရှိရင်ပို့ပြီးတော့ပုံမှန်ထက်ရေငတ်တဲ့အတွက်ကြောင့်မလို့ရေ1လီတာထပ်ပို့ကျော်သွားပြီဆိုလို့ရှိရင်ကိုကစီးထွက်နှုန်းလည်းနည်းပြီဆိုလို့ရှိရင်တော့ခြေထောက်တွေဖောရောင်တာအဆုတ်ထဲမှာရေဝင်တာတွေဖြစ်နိုင်ပါတယ်အဲ့တော့အထူးသဖြင့်တော့အငံများလွန်းတဲ့အစားအသောက်တွေဖြစ်တဲ့ငါးချောက်တွေနောက်ပြီးရင်ခောက်ဆွဲကြောက်တုံထဲမှာပါဝင်တဲ့ဒီဟင်းခတ်အမွေကြိုင်ထုတ်တွေနောက်ပြီးသွားလို့ရှိရင်ကျမတို့ hot pot လို့ဟင်းကြိုတွေစားတွေတောက်မယ်ဆိုလို့ရှိရင်တော့ပုံမှန်ကိုတရက်ထားလိုအပ်တဲ့ရေပမာဏလည်းများသွားတဲ့အပြင်မှာပုံမှန်ထက်လည်းပိုရေငတ်နိုင်တဲ့အတွက်ကြောင့်မလို့ဒီလိုအစားအသောက်အရေတွေကိုတော့ကြောက်ကက်စီရဲ့လူနာတွေမှာတော့ထိန်းချုပ်တောက်ဖို့စားဖို့တော့အကြံပြုလိုပါတယ်အဲ့တော့နောက်ထပ်တစ်ခုအရေးကြီးတာကတော့ကိုကပုံမှန်ထက်ရေစားလာပြီးတောက်သုံးရမယ့်ရေပမာဏလည်း1လီတာပြည့်သွားပြီဆိုလို့ရှိရင်ရေငတ်တဲ့အချိန်တွေမှာကျမတို့ရှားပေါ်မှာရေခဲတုံးလေးကိုငုံပေးတာကိုကြိုက်တဲ့အသီးနှံတွေကိုfree ဆိုတာဒီအေးခဲထားပြီးတော့ရှာပေါ်မှာတင်ပေးတာနောက်ရေစားလာတဲ့အချိန်ရေငတ်လာတဲ့အချိန်မှာရေနဲ့ပလုတ်ချင်းပြီးတော့ပြန်ပြီးတော့ထွေးထုတ်ပေးတာနောက်တကြားမပါတဲ့ဒီ jelly တို့တကြားလုံးတို့စတော့ငုံပေးတာစရရဆိုလို့ရှိရင်လည်းရေစားလာတဲ့အချိန်မှာပေါ့နော်ရေရတောက်သုံးမှုပမာဏကိုမကြော်ဘဲနဲ့ရေစားတာကိုတတ်တာစေနိုင်မဲ့နီးလန်းတွေဖြစ်ပါတယ်အဲ့တော့အခုဆရာမပြောသွားတယ်ကြောက်ကက်ဆေးတဲ့လူနာတွေမှာဆိုလို့ရှိရင်ထိန်းချုပ်ပေးပြီးတော့စားရမယ်အထူးသဖြင့်ပြပြီးစားရမယ်အစားအသောက်တွေကိုသိရှိနားလည်ပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့အိမ်မှာကိုယ့်ရဲ့ဒီမိသားစုထဲမှာကြောက်ကက်ဆေးရတဲ့လူနာတွေရှိခဲ့တယ်သို့မဟုတ်ကိုယ်တိုင်ကကြောက်ကက်ဆေးနေရလူနာဖြစ်ခဲ့တယ်ဆိုလို့ရှိရင်ဘလို့အစားအသောက်တွေကတော့တတိပြုပြီးစားရမလဲနဲ့ဘလို့အစားအသောက်တွေကတော့ထိန်းချုပ်ပြီးစားရမလဲဆိုတာကိုသိရှိသွားပြီလို့လည်းမျှော်လင့်ပါတယ်နော်